influencer အတူလုံးနေတဲ့ကောင်းမလေးတယောက်ကြောင့်တင်တို့တည်ပြီးပြီလားသူနာမည်ကတော့ဘယ်လာပါသူမကမနက်7 နာရီထိုးမှအိယာနိုးတာပါဒါပေမဲ့ post တင်တဲ့ခါမှာတော့မနက်စောစောထပြီးပြည့်ဖြစ်တယ်ဆိုပြီးတင်တတ်ပါတယ်မန်ရှိမှာရက်ကြည့်ရင်စပင်ကိုပြင်နေပြီးတော့ဗရင်းပေါက်နာမှာဖုန်းကိုကင်ပြီးတပုံရန်လိုက်တယ်နေအောင်ချီကသူ့မျက်နှာပေါ်ကိုအကြအနာကျနေတဲ့အကြောင်းပေါ့တကယ်တော့ဒါဟာအိယာဘေးကမီးအိမ်လေးကိုတုံးပြီး selfie ဆွဲထားတာပါမီးဖို့ကြောင့်လည်းမအသေးချာ ice coffee တစ်ခွက်ဖြောတယ်မတောက်ခင်မှာတပုံ12ပုံလောက်ရက်လိုက်သေးတယ်ပုံရဲ့အညွန်း caption မှာတော့ကျေးဇူးတင်တဲ့ချင်းလို့ရိုးရှင်းရှင်းလေးရေးထားတယ်ဒါဟာတာမန်မနက်ခင်လို့ရုံလို့စင်တန်ပို့ထူးချနေတယ်လို့မျိုးပေါ့သူမရဲ့ follower တွေမသိရတခုကတော့အဲ့ဒီခွက်ထဲမှာရှိနေတာ coffee မဟုတ်ပဲ chocolate နို့တွေဖြစ်နေတာပါပဲကျောင်းမှာဆိုရင်လည်းတယောက်ယောက်ကဘေးနားထက်သွားတိုင်းဖုန်းကိုတဲတန်ကြည့်နေတတ်ပြီး brand တစ်ခုနဲ့အလို့အကြောင်းပြောနေတဲ့အကြောင်းဟန်ဆောင်နေတတ်တယ်ဟုတ်ကဲ့ contract စာချုပ်ကိုအရင်ကြိုက်ပါတယ်လို့သူမပြောနေပေမဲ့တကယ်တမ်းဖုန်းရဲ့တစ်ဖက်မှာရှိနေတာက AliExpress က parcel နောက်ကျနေတဲ့အကြောင်းလမ်းမီနေတဲ့စာတိုက်ကဝန်ထမ်းမှာနေ့လည်စာစားချိန်မှာတော့ဒီလိုအတူအယောင်တွေများတဲ့လောကကြီးထဲမှာဘယ်လိုမျိုးစစ်မှန်အောင်နေထိုင်မလဲဆိုတဲ့အကြောင်းကို drama kimi story တင်တတ်တယ်တကယ်တော့ filter တွေကိုအစွမ်းကုန်သုံးထားတာဖြစ်ပြီးသူမမျက်နှာပေါ်ကအလင်းရောင်ဟာလည်း ring light ကလာတာပါဘယ်သူမှသူမကိုမယုံကြပေမဲ့လူတိုင်းကတော့ဆက်စုပြီးကြည့်နေကြတာပဲနေ့ခင်ဘက်မှာတော့ professional ဓာတ်ပုံရိုက်ခွင့်တစ်ခုရောက်နေတယ်လို့မျိုးဟန်ဆောင်ပြန်ရောတကယ်တမ်းကတော့သူမရဲ့နောက်ဖေး channel မှာအဝတ်လန်ကျိုးနဲ့အဖြူရောင်အိယာခင်းကိုတွေ့ချိတ်ထားတာပါဓာတ်ပုံရိုက်ပေးနေတာကလည်းသူမရဲ့မော်ဒမဝန်ခွဲဖုန်းနဲ့ပဲရိုက်ပေးနေတာပါရှင်မှာတော့ shoot vibe ဆိုရေးပြီးနေရာတင်နေရာကိုတော့ Paris လို့တက်တွဲထားလိုက်ပါသေးတယ်ညဘက်ဆိုပါပေါ်မှာလဲနေရင်သူမဟာ like တွေ comment တွေကိုတစ်ခုမှကြံ like စစ်စစ်နေတတ်တယ်နောက်ဆုံးအနေနဲ့ပြုံးနေတဲ့ဓာတ်ပုံတစ်ပုံကိုစစ်မှန်တဲ့ပြောရှင်မှုဆိုတာ post တင်ရတာမျိုးမဟုတ်ပဲလက်တွေ့ခန်းစားရတာမျိုးပါလို့ caption ရေးပြီးတင်လိုက်ပါတယ်ဒါပေမဲ့ဖုန်းမျက်နှာပြင်ကိုပိတ်လိုက်ပြီးချက်ချင်းမှာပဲဘယ်သူတွေ like ပေးလဲဆိုတာသိချင်လို့ Instagram ကိုပြန်ဖွင့်ကြည့်နေမိပြန်ပါတယ်